တိုင်းတင်ပေးရင်တာသနာပြုရဆိုပြီးပြောထားပါတယ်ဖေ။အဲ့လိုတာသနာပြုတာကအမှန်တကယ်တာသနာပြုတာရောက်ပါသလားဖေ။ဘိုးတော်မဲတော်ခံယူထားတဲ့သူတွေကလည်းအဲ့လိုတာသနာပြုရဆိုတဲ့စကားမျိုးအခါခါသုံးတာကြားဘူးပါတယ်ဖေ။ဖြေချပေးဥပမာပေး၍ဖြေချပေးတော်မူပါဖေလို့မေးထားပါတယ်ဖေ။ သာသနာပြုတာမဟုတ်ဘူးလေအဲ့ဒါသာသနာဖြတ်တယ်လို့ခေါ်တယ်လေနော်သာသနာပြုဆိုတာကဘုရားရှင်ရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးတာကိုသာသနာပြုတယ်ခေါ်တာသူတို့ကဘုရားရှင်ရဲ့အဆုံးအမနဲ့ဆန့်ကျင်ပဲဘုရားကဒါတွေမလုပ်ရပါဘူးဆိုတော့သူတို့ကလုပ်တယ်လေဒါသာသနာပြုတာမဟုတ်ဘူးအဆုံးအမကိုဆန့်ကျင်သွားပြီဆိုတော့သာသနာဖြတ်တာဖြစ်သွားပြီတာရကပြပါဆိုရင်ဦးဇင်းတို့ကိတာဂရိဇဏဘုတ်ကအခြေအနေကိုတာရကပြမှာပဲလေကိတာဂရိယဇဏဘုတ်ကယဟန်တွေဆိုရင်မှစင်စည်းတက်တွေမြင်းစည်းတက်တွေသင်ကြတာပဲလေမြတ်စွာဘုရားဒါအကုန်လုံးတားမြစ်ထားတာဒါတွေကအဲ့တော့ဘုရားတားမြစ်ထားတာကိုလုပ်တယ်ဆိုတာသာသနာဖြတ်တာပဲပေါ့နော်ကိတာဂရိဇဏဘုတ်ကယဟန်တွေဆိုရင်အကုန်လူလုပ်တွေလုပ်ပြီးအကုန်လုပ်တာသူတို့ကလေးအတက်တွေရောအကုန်သင်တာသူတို့ကဆိုတော့အဲ့ဒါတွေကဒါဘုရားတားမြစ်ထားတဲ့အလုပ်တွေဖြစ်တယ်အဲ့တော့ဟိုသာသနာပြုဆိုတဲ့ခေါင်းစဉ်ဘယ်လောက်ပဲတက်တယ်သူ့ရဲ့လုပ်ရက်ကသာသနာပြုလုပ်ရက်မဟုတ်ဘူးသာသနာဖြတ်လုပ်ရက်ဖြစ်နေပါတာနော်မမဖေမိကိုမေရှာခွင့်ပြုတော်မူပါဖေရဟန်တော်တွေကအမျိုးသမီးများရှိရဲ့အဆောက်အဦတမှုအောက်မှာသတင်းသုံးဖို့မသင့်တော်ဘူးဆိုတာဟုတ်ပါသလားဖေအကယ်လို့ဟုတ်ပါတယ်ဆိုရင်တရားစခန်းဝင်တဲ့အခါယောဂီတွေကဖုန်ကြီးကျောင်းတွေမှာနေတာကရနိုင်ပါသလားဖေလို့မေးထားပါတယ်ဖေအဲ့လေခုနစောစောကဖြေလိုက်သေးတယ်တမိုးထဲအောက်မှာဆိုရင်တော့နော်အပေါ်ထဲအောက်ထဲဖြစ်ပါစေဘုန်းကြီးကလည်းကြောခင်းအိတ်လို့မရဘူးပေါ့နော်အမျိုးသမီးကတော့လူကအပမရှိကိစ္စမရှိဘူးဘုန်းကြီးမှာကျတော့ဝီနည်းရှိတော့ဘုန်းကြီးကဝီနည်းနဲ့ညင်နေရမှာလေအဲ့တော့တရားစခန်းတွေတချို့တရားစခန်းတွေမှာဆိုရင်အပေါ်ထက်အောက်ထက်တွေရှိတယ်ဘုန်းကြီးကအပေါ်ထက်မှာနေရယောဂီလူပုဂ္ဂိုလ်တွေအောက်မှာနေရတယ်အဲ့ဒါဆိုရင်အဲ့ဒီဘုန်းကြီးနဲ့ကြောခင်းလို့မရအောင်အဲ့တော့ငုတ်တုတ်ထိုင်နေမှာရမယ်နော်ငုတ်တုတ်ထိုင်နေတော့ရတယ်အကဲအဆောင်မတူရင်တော့ရတယ်နော်အဆောင်ကအမိုးတက်တက်ဟိုဘက်အဆောင်ကတက်တက်ပေါ့အဲ့ဆိုရင်အမျိုးသမီးတွေကတက်တက်တစ်ဆောင်ဘုန်းကြီးနဲ့တက်တက်ဆောင်ဆိုရင်တော့အဖက်လွတ်သွားတာပေါ့တိုက်တစ်ခုထဲမှာဆိုရင်တော့မရနိုင်အောင်အဲကြောင့်ရိတ်သားတွေအနေနဲ့ကြတော့ယဟန်တော်တွေကိုတိတန့်အဆောင်ပေးနိုင်မှာအဆင်ပြေမယ်နော်တိုက်ကြီးတွေတစ်ခုထဲမှာဆိုတော့ဘုန်းကြီးနဲ့အမျိုးသမီးကအဆင်မပြေပါဘူး